Hello မင်္ဂလာပါဒီနေ့ရော testing reveal ဆိုတဲ့ series လေးကိုဖောက်ပြပါမယ် series hacker က10 rocket မျိုးတူ EA upgrade ဆိုရင်400ကျော် PSC နဲ့ဆို$1200ကျော်တန်းနဲ့အမားနဲ့တူတူ chase ကလေးကိုတူတူရှာကြမယ်ဘာတွေပေါက်တော့လဲကြည့်မယ်နော်ကြီးလေးကလေဝယ်ရလည်းမလွယ်တော့ရှားလဲရှာစီလဲကြီးနေပြီပေါ့နော်အဲ့တော့အရန်ဖောက်ချင်လို့ဒါရှာရှိပြီးဖောက်တာပါမောင်းဆုံးထုတ်လေးတော့အလကီးဖြစ်သွားပါတယ်ဒုတိယအထုတ်လေးဆက်ကြည့်ကြပါမယ်ရှင်ဒုတိယအထုတ်လေးလည်းဘာမှမပေါက်သွားဘူးဆိုတော့အလကီးပါပဲကွယ်တတိယအထုတ်လေးကြည့်ကြမယ်နော်တခုခုတော့ပေါက်ပြီဆိုပြီးတော်ပျော်သွားတာစီရတော့အဲ့လောက်ထိမများချာလေးတင်လိုက်ပါမယ် last bet လူချင်တာလေးရလိုက်တော့ last bet လေးကွာဒီစီအရာလေးကလေးတော်တော်များများအကောင်လေးရချစ်စရာလေးတွေများတယ်ပေါ့နော်မိုက်တယ်10 rocket watch တာပါလေ hero part reverse hollow please အိုးပေါက်ဘူး